နေအဝါချန်နေခဲ့ပြီအော်ဟိုရှင်နေတုံးနေရနဲ့လေမေ့တော့မလို့ နင်းနဲ့ကနေအဝါပြူတော့မန်နေဂျင်းတည်သွားရင်ငါလှုပ်ပြုတ်နေတယ် ကျမရဲ့ managing နာဘူးရအပြိုးမှအလောက်ခံမယ်ဆိုသွားမယ်ရောက်ကလေးချီရော နီဆို ရှင် အခုလောက်ဝင်မဒီဇိုင်နာကဘယ်လိုလဲ managing ပြောတာတော့အပြိုးလို့ပြောပါတယ် managing ကအပြိုးတွေပဲခန့်တာလေသူခန့်တာဆိုတော့ချော့မှာပါ ဟဲ့မသိင်ကအပြူရှင်အပြူလား ဟုတ်ကဲ့ ကိုကအပြူတွေကိုပဲအလုပ်ခံတာအိုးတွေဆိုစိတ်ဝင်စားရှင်ခန်းနေလာပြီးတော့တင်ပြအောင်ပါ ဟုတ်ကဲ့ခဏလာကြပါမယ် boss ခန်းနေမှာစောင့် ဟုတ်ကဲ့ရှင်ဟုတ်ကဲ့အဲ့ဒါဘာဖြစ်နေကြရတော့ ဘုမကြီးကဒီအောက်ထဲမှာတွေရောပဲအဲ့ဒါတွေမကြိုက်တာအဲ့ဒီဖုန်လေးကိုသိချာရှင်းဘာကိစ္စနဲ့လက်ကောက်နောက်ကြတယ် ကလေးနေမကောင်းလို့ပါဆရာ ဟာဟဲ့ဒီပြောတော့နေအပြိုဆိုဒီမှာငါအလုပ်ထဲမှာလေအပြိုတွေကိုပဲအလုပ်ခံတာငါအိုတွေကိုလုံးဝမကြိုက်ဘူး လူနာကသေးတာမကြသေးဘူးဗျစစ်ဆေးကြည့်လိုက်တဲ့အခါကျတော့အစိတ်သိမ့်တဲ့လက္ခဏာနဲ့အသက်မပြေတော့တာဒါမှမဟုတ်လေဒက်စကန်ကိုကျွန်တော်တို့အကြောင်းကြားတာ ဒါဆိုရင်အလားကိုရေခွန်းကိုပို့ပြီးခွဲစစ်စစ်ကြည့်ကြတော့ ဘာလို့နေကြလဲ သူတို့တမီးသားနှစ်ယောက်ချင်းတွေ့နေတာဟုတ်ကျမတို့ကခဏစောက်ပေးနေတာအဖြစ် ငါဒါလည်းငါရောက်တယ်ငါထားခဲ့ပါနေတော့လေဆက်လိုက်တာငါထားခဲ့ပါဘာလို့ဘလို့ဖြစ်တော့လဲဟိုအဲ့ဒါတကယ်လားအော်အဲ့ဒီနာဘူးကောင်တေသွားတယ်ဆိုတာလေတေကြတယ်လေဟဲ့ ကျွန်တော်တို့လူကြီးပြောရမယ်ဆိုရင်တော့မင်းတို့၃ယောက်ငါ့ကိုပေချောင်းကြံတဲ့အကြောင်းငါသိရင်မင်းတို့၃ယောက်နဲ့ကိုနေအပေးယူတွေတခုတော့လုပ်ပါနင်ပါနေသမီးမင်းလာကလုံချီပေါလာမင်းကြီးကြိုက်တာဖြစ်နေသည်အသေးကြီးမြင်တာနဲ့ဖီနေနေညမင်းမျက်လာလူတိုင်းရှိဆိုင်တွေရောက်ပါပြီ ဟောဒီဟာဇုံမင်းနာမှာတော့1 2 3ချောမုံမီဗျာ3ပါအဲ့ဒါမင်းကြီးပါဝိုင်းပေါ့ဟဲ့မင်း